ကောက်ဆက်ဆက်ကဒီကနေတက်တယ်နော်ဒီကနေတက်တယ်နော်ဒီမှာထိုင်တယ်နော်အဲ့ရကလလည်းမပါဘူးဟောကိုဩညီလေးရလဲအခုပြောမယ်ကလပ်တော့မပါဘူးနော်လုံးဝအော်တိုနော်အော်တိုနဲ့သွားတာဒါလေးရကိုဒါလေးကလီဘာဟောဒါလေးကလီဘာဝူးအဲ့လိုអော်တာလီဘာဟုတ်အသိချင်းသေးလေညီလေးတေချာကြည့်လိုက်အောင်မယ်ဒါအသိချင်းသေးလေအေးညာဘက်ကဒုတ်ချုံကြီးကဘာလို့တော့ဒါတော့ချောင်းမဟုတ်ဘူးညီလေးဒါတော့ချောင်းမဟုတ်လားရှစ်တိုးနောက်ဆုတ်လေညီလေးရှစ်တိုးမလားနောက်ဆုတ်မလားညီလေးရက်ချင်မလားရသေးတယ်ညီလေးအဲ့ဒါမောင်းတဲ့ဟာကြီးလားအိုးရှစ်တိုးနောက်ဆုတ်လေညီလေးဟုတ်တယ်လေကောက်ဆက်ဆက်လို့လားပြောဒီမှာအကျော်ထဲတဲ့ဘန်းကြီးတက်ထားတော့ညီလေးကအကျော်ထဲတာမဟုတ်ဘူးဒါကပြိုးပင်လေးတွေလာလို့ရှင်ဒီမှာပြိုးပင်လေးတွေဒီမှာတင်မို့ကိစ္စလေးထည့်ထားတာတင်မို့ရထည့်ထားတာအကျော်ဘန်းမဟုတ်ဘူးပြိုးပင်တင်မို့ပြိုးပင်လေးပြိုးတွေတင်မို့မသိဘူးဒါကျွန်တော်ရွာမှာဆိုလို့ရှိရင်ဒါသူများအကျော်ထည့်ပြီးတော့ကောင်းမွန်တင်ထည့်ရအောင်ရွာမှာတော့အကျော်ထည့်တာဒီမှာလက်ကွက်ထဲမှာဆိုပြိုးပင်ထည့်တာမတူဘူး